အားလုံးမင်္ဂလာပါလက်ရှိအတိုးနှုန်းကြောင့်ပေါ့နော်အမေရိကန်ဆိုးရနဲ့အမေရိကန်ပြည်သူတွေခံစားနေရတဲ့ပြဿနာတချို့အခက်အခဲတချို့ကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ဘ ഹു တုဒအဖြစ်ပြောပြချင်ပါတယ်ဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲအမေရိကန်ဆိုးရနဲ့ကျွန်တော်အမေရိကန်ပြည်သူတွေကလက်ရှိအတိုးနှုန်းကိုချဖို့ပေါ့နော်အရန်မျှော်လင့်ထားတာဖြစ်ပါတယ်တူတော်လေးလက်ရှိမှာကျွန်တော်အတိုးနှုန်းကမတင်မကျနဲ့ပေါ့နော် 6.5 6.7% ဂျာမှာကျွန်တော်တို့ဝီလေဖြစ်နေတာပေါ့လေဆိုတော့ခါကြတော့ဒီအတိုးနှုန်းဘာကြောင့်ကြဖို့အရန်ခက်ခဲနေလေအချက်တွေကအစိုးရလည်းဒီချက်တွေပေါ်မှာပါတယ်အခက်ခဲရှိလေဆိုတဲ့ဟာကိုဒီဗီဒီယိုမှာအနည်းငယ်ပြောပြတော့ရှိပါတယ်ဆိုတော့ပထမဆုံးအစိုးရရဲ့အခက်ခဲကိုကျွန်တော်အစဉ်ပြောရမယ်ဆိုရင်2025မှာ2025ကုန်ခါနီးမှာကျွန်တော်ရဲ့အကျွေးပေါ့နော်လက်ရှိကျွန်တော်တို့ကဘယ်လောက်အကျွေးတင်နေလဲဆိုရင်ကျွန်တော်တို့က36 trillion ပေါ့နော်36 trillion ကျော်ကျွန်တော်တို့အကျွေးတင်နေတာဖြစ်ပါတယ်ဆိုတော့ဒီအကျွေးထဲက2025အကုန်ကြရင်ပြန်ပေးဆိုင်ပြန်ဆက်ရမယ့်ဟာပေါ့နော် mature ဖြစ်တဲ့ဟာပေါ့ပြန်ဆက်ရမယ့်အကျွေးက9 trillion 9 trillion ရှိပါတယ်9 trillion ဆိုတာပတ်စံနေငွေအင်အားဖြစ်ပေါ့နော်ငွေကြေးအဖြစ်အမတန်မှများပါတယ်ဆိုတော့အစိုးရကဒီ9 trillion ကို2025ကုန်ကနေမှာကျွန်တော်တို့ဒီချင်းကားတူလေးဆိုပြန်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီ9 trillion ကိုပေးဖို့အတွက်အမေရိကန်အစိုးရမှာလက်ရှိပတ်စံမရှိပါဘူးဆိုတော့အဲ့လိုပြောလိုက်လို့ရှိရင်ဟာအမေရိကန်အစိုးရက printer ပတ်စံ print နဲ့ပတ်စံတွေ print ထုတ်တဲ့ printer တစ်ခုလုံးကိုပိုင်ဆိုင်ထားတာဘာလို့ပတ်စံမရှိရမှာလဲပေါ့လေအဲ့လိုမဟုတ်ပါဘူးအရင်တော့ကအဲ့လိုဖြစ်ခဲ့လို့ပဲကျွန်တော်တို့ပတ်စံတွေအရင် print ခဲ့လို့ပဲယနေ့ဒီချိန်ထိပေါ့နော်ကျွန်တော်တို့ဒီငွေကြေးဖောင်းပွားမှုဒဏ်ကိုကျွန်တော်တို့အမေရိကန်ပြည်သူတွေအားလုံးခါးစည်းကခံစားနေရတာဖြစ်ပါတယ်ဆိုတော့ဒီပြဿနာကအခုလက်ရှိထိပေါ့နော်အချိန်ထိကျွန်တော်တို့ဒီဖူပန်အစိုးရပေါ့နော်ဗဟိုဘဏ်ကဒါကိုကင်တွယ်ဖြည့်ရှင်းနေတာအားလုံးအတိဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အခုအချိန်မှာကျွန်တော်အမေရိကန်အစိုးရကဘာဖြစ်နေလဲဆိုရင်ကျွန်တော်တစ်ဖက်မှာလဲကျွန်တော်တို့ဒီအကျွေးတွေကိုပေးဖို့ရန်အတွက်တစ်ဖက်မှာငွေကို print လိုက်မယ်ဆိုရင်လည်းဒီငွေကြေးဖုံးပွားမှုနှုန်းကိုပြန်ခက်ခဲရပြန်ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကိစ္စကိုကင်တွယ်ရမှာဒါသွားနှစ်ဖက်ကိုခွနေတယ်လို့ပေါ့နော်တော်တော်လေးဂိမ်းဆိုင်ပြီးကင်တွယ်နေတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အားလုံးကဒီငွေကြေးဖုံးပွားမှုနှုန်းတိုင်းတာချက်ကိုကြည့်ပြီးကျွန်တော်တို့ဒီအတူနှုန်းကမတင်မကျဖြစ်နေတဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ဒါနောက်တစ်ချက်အနေနဲ့သုံးသပ်ရတယ်လို့နောက်တစ်ချက်ကကျွန်တော်တို့လွန်ခဲ့တဲ့ပတ်မှာဘာဖြစ်သွားလဲဆိုရင်ကျွန်တော်ဒီအကျွေး9 trillion 9 trillion ကိုပေးဆက်ဖို့ပေါ့နော်လက်ရှိချိန်မှာပတ်စံမရှိတဲ့အတွက်ကြောင့်ဒီအကျွေးကိုဆက်ဖို့ရန်အတွက်အစိုးရကငွေထုတ်ချေးမဲ့သူတွေကိုပြန်ပြီးပစူးပေါ့နော်ပြန်ပြီးသူတို့ကိုဖိတ်ခေါ်ရပါတယ်ဆိုတော့အစိုးရကိုပတ်စံထုတ်ချေးဖို့ခေါ်တဲ့အခါမှာဒီတိုင်းပေါ့နော်ငွေထုတ်ချေးပါလို့ပြောရုံနဲ့လက်ရှိမှာကျွန်တော်ဒီငွေထုတ်ချေးသူတွေစိတ်ဝင်စားလာအောင်အတူနှုံးဟာအစိုးရဟာဒီ treasury 10-year treasury bond ပေါ့နော်အစိုးရရဲ့ငွေတိုက်စာချုပ်တွေကိုခုနပြောတဲ့အတူနှုံးများနေပေါ့နော်ဒီချင်းကားတူတွေကိုဖိတ်ခေါ်ရပါတယ်ဒါမှချင်းကားတူတွေဟာအစိုးရကိုပတ်စံထုတ်ချလာမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လွန်ခဲ့တဲ့ပတ်မှာဒီ 10-year treasury real သူ့ရဲ့ yield ပေါ့နော်သူ့ရဲ့အတူနှုံးဟာအနေနဲ့တက်လာခဲ့ပါတယ်ဆိုတော့ဒီအတူနှုံးတက်လာခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီ stock တွေတော့ပြန်ကျသွားတာကျွန်တော်အားလုံးမြင်ကိုတွေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ treasury yield တွေကအတူနှုံးတက်လာတဲ့အခါကျရင်လူတွေကပိုပြီးစိတ်ချတဲ့စစ်ဖြစ်တဲ့ဒီbond တွေငွေတိုက်စာချုပ်တွေမှာတော့ယင်းနှမြုံနှံတွေကကျတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီဘက် stock တွေမှာတော့သူယင်းနှမြုံနှံမှုအားနေလာတယ်ပေါ့လေ။ဆိုတော့အဲ့လိုအဓိပ္ပာယ်ရတဲ့အတွက်ကြောင့် stock market ကဈေးကျတယ်ဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့လက်ရှိမှာဘယ်လိုဖြစ်နေလဲဆိုရင်ကျွန်တော်တို့အမေရိကန်အစိုးရဟာတကယ်လို့သူတို့ဒီ bond တွေကိုချမယ်အတူနှုံးကိုချမယ်ဆိုရင်လည်းသူတို့အကျွေးကိုပြန်ဆက်ဖို့ရန်အတွက်ပေါ့နော်အကျွေးကိုပြန်ဆက်ဖို့ရန်အတွက်ဒီအကျွေးယူမဲ့လူတွေအမေရိကန်အစိုးရကအကျွေးချီးပေးမဲ့လူတွေကိုဆွဲဆောင်တဲ့အနေနဲ့အတူနှုံးကိုဆက်လက်မြင့်ထားပေးရမယ့်အနေအထားတစ်ခုမှဖြစ်နေတယ်ပြဿနာတစ်ခုဖြစ်နေပါတယ်နောက်တစ်ခုကဘာလဲဆိုရင်တကယ်လို့ကျွေးကအတူနှုံးကမြင့်တက်နေအောင်မယ်ဆိုရင်လည်းဒီအတူနှုံးနဲ့ကျွန်တော်တို့ရဲ့36 trillion အကျွေးကိုပေးမယ်ဆိုရင်လည်းအမေရိကန်အစိုးရဟာဝန်ထုတ်ဝန်ပိုးတွေအများကြီးဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအကျွေး36 trillion ကိုပေးရတဲ့အကျွေးဟာမနစ်ကကျွန်တော်တို့2024မှာကျွန်တော်တို့ဘယ်လောက်ပေးလိုက်ရလဲဆိုရင်ကျွန်တော်တို့က
900 billion ကိုကျွန်တော်ဒီအကျွေးကိစ္စတစ်ခုတည်းနဲ့ပဲဒီအကျွေးအတွက်ပဲကျွန်တော်ပေးရပါတယ်ဒါကဘယ်လောက်လေးဆိုရင်အားလုံးသိကြတဲ့အတိုင်း900 billion ဆိုတာကျွန်တော်ဒီ American ရဲ့ defense ပေါ့နော် budget ပေါ့နော်ကာကွယ်ရေးအသုံးစရိတ်နဲ့ညီမျှပါတယ် American ရဲ့ကာကွယ်ရေးအသုံးစရိတ်ကအားလုံးသိပါတယ်ဒီကမ္ဘာ top 10ကာကွယ်ရေးအသုံးစရိတ်သုံးနေတဲ့လူတွေထက်တောင်တစ်ဝက်လောက် American ကရှိတဲ့အတွက်ကြောင့်ပေါ့နော်တကယ်လို့ American ဟာနှစ်တိုင်းဒီ900 billion ကိုမပေးနေရဘူးဆိုရင်ကျွန်တော်ဒီငွေကြေးတွေဟာကျွန်တော် American ပြည်သူတွေတော့ပေါ့နော်တခြားဖွံ့ဖြိုးမှုအတွက်သုံးမယ်ဆိုရင်အများကြီးကျွန်တော်ဒီ budget တွေဟာပတ်စံငွေကြေးတွေအများကြီးဖြစ်ပါတယ်တူတော့လေနှစ်တိုင်းဘေးတမတာပဲတက်လာDemocrat ပဲဖြစ်ဖြစ် Republican ပဲဖြစ်ဖြစ်ကျွန်တော်အမေရိကမှာဒီငွေကြေးတွေကိုသုံးစွဲမှုပြဿနာကျွန်တော်ရှိနေတာဖြစ်ပါတယ်ဆိုတော့အခုနပြောလို့ပဲဘေးတမတာပဲဘေးပါတီပဲတက်လာကျွန်တော်မှာ budget deficit ဒီ budget လူငွေပြနေတဲ့အတွက်ကြောင့်ပေါ့နော်ဥပမာတစ်နှစ်ကို9 trillion သုံးမယ်ဆိုရင်တော့မှကျွန်တော်ကဒီ9 trillion တွေက almost like 1 trillion ကကျွန်တော်ဒီအကျွေးတွေအတွက်အတူနှုံးကိုပဲကျွန်တော်ပေးနေရတဲ့အတွက်ကြောင့်ပေါ့နော်နှစ်တိုင်းကျွန်တော်အစိုးရဟာအကျွေးကိုထပ်ပြီးယူနေရတဲ့ထပ်ပြီးဒီအကျွေးတွေကိုထပ်တင်နေရတဲ့နေသားတစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်အခုလေကျွန်တော်ဒီလွတ်တော်မှာ Trump ရဲ့ဒီ beautiful bill ကိုကျွန်တော်လေ့လာကြည့်မယ်တဲ့အခါမှာပေါ့နော်ကျွန်တော် Trump ရဲ့ဒီ bill တာ pass သွားမယ်ဆိုရင်ခုနပြောတဲ့ဒီအစိုးရ budget တာ pass သွားမယ်ဆိုရင် Trump ကလည်းနောက်ထပ်2 trillion လောက်ဒီပြန်ပြီးဒီအကျွေးကိုထပ်တင်မှာဖြစ်ပါတယ်ဆိုတော့ကကြောင့်36 trillion ကျော်မှာ2 trillion ထပ်အပ်မယ်ဆိုရင်အဲ့ဒါကငွေကြေးပမာဏအဖြစ်အများကြီးဖြစ်ပါတယ်ဆိုတော့ဒီအခုနပြောလို့ပဲအကျွေးဟာနောက်ထပ်40 trillion လောက်ကျော်သွားပြီဆိုရင်ကျွန်တော် American နိုင်ငံရဲ့အခွင့်အရေးမှာရရှိတဲ့ငွေကြေးတွေဟာတကယ်ဒီအကျွေးတွေမှာပဲကျွန်တော်တို့ကပေးနေရတဲ့တုံးနေရတဲ့ပုံစံလိုဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကအနာဂတ်အတွက်အတော်လေးစိုးရိမ်စရာကောင်းပါတယ်ဒါကြောင့်ကျွန်တော်အရင်နှစ်ပတ်ကျော်လောက်မှာကျွန်တော် Moody ပေါ့နော် Moody ဒါကဒီ financial company တခုကနောက်ထပ် American ကို credit ပေါ့နော် American ရဲ့ credit ကို downgrade လုပ်တဲ့အနေအထားတစ်ခုကလည်းဒီအချက်တွေလည်းပါပါတယ်ဥပမာကျွန်တော်ခုနပြောလို့ပဲအစိုးရဟာအသုံးစရိတ်ကိုမလျှော့ပဲဒီအကျွေးပမာဏနဲ့ဒီတိုင်းမှာကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ရေရှည်မှာကျွန်တော်တို့အတွက်ကျွန်တော် American ပေါ့နော် American နိုင်ငံအတွက်အခက်အခဲဖြစ်လာနိုင်တယ်ဆိုပြီးမှဒီ credit ကို downgrade လုပ်တာဖြစ်ပါတယ်ဆိုတော့ဒါကအစိုးရလောလောဆယ်အစိုးရရဲ့ပြဿနာပေါ့လေဆိုတော့ဗဟိုဘဏ်က Federal Reserve ကအခုဒီသူ့ရဲ့ကျွန်တော်ရဲ့ဒီငွေကြေးဖောင်းဖောင်းနှုန်းပေါ့နော်2%ထိသူတို့က short ချဖို့အတွက်စီစဉ်နေတဲ့အခါပေါ်မှာတစ်ဖက်မှာလည်းကျွန်တော်ဒီငွေကြေးဖောင်းဖောင်းမှုနှုန်းကိုလည်းထိန်းသိမ်းရတဲ့အတွက်ကြောင့်ပေါ့နော်ဒီခုနအတူနှုန်းကိုအမြန်ဆွဲချဖို့အတွက်လည်းအခက်အခဲဖြစ်နေပါတယ်သူဒါကြောင့်ဆောနာကျွန်တော်ပြောလို့ပဲဒီဓာတ်သွားတစ်ခုနှစ်ဖက်ကိုခွာပြီးနင်းနေရတဲ့အနေအထားတစ်ခုဖြစ်နေပါတယ်ဆိုတော့အခုကျွန်တော်တို့ဒါကြောင့်ဒီနေ့2025မှာအတူနှုန်းကိုအမြန်ချဖို့အတွက်တိတ်ကျွန်တော်ထင်တာတော့တိတ်အစီအစဉ်မရှိတော့ဘူးလို့ကျွန်တော်မြင်ပါတယ်ဘာကြောင့်လဲဆိုတော့ခုနပြောလို့ပဲ employment တွေများလာမယ်ဖြစ်တဲ့အခါကျရင်ဒါကိုစီးပွားရေးကိုစိုးရိမ်မှုတစ်ခုကလည်းရှိနေသေးတယ်ပေါ့နော်နောက်ပြီးဒီ stagflation တို့ဘာလို့သူတို့ကပြောနေကြတဲ့ဒီပြဿနာတွေလည်းသူတို့စိုးရိမ်နေကြတဲ့အနေအထားတွေလည်းရှိတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ကျွန်တော်လောဆယ်ကတော့ American ပြည်သူတွေဘယ်လိုဖြစ်နေရလဲဆိုတော့ဒါအစိုးရရဲ့ပြဿနာပေါ့နော်အစိုးရကအခုနပြောလို့ပဲအတူနှုန်းကိုshort ချမယ်ဆိုရင်လည်းသူတို့ကဒီငွေကြေးကိုအကျွေးကိုပြန်ဆက်ရတဲ့အတွက်ကြောင့်ပေါ့နော်အကျွေးတွေကအကျွေးကိုပြန်ဆက်နေရတဲ့အတွက်ကြောင့်ဒါကအကျွေးထပ်ပြီးဖြစ်နေတဲ့အခါကျရင်ဒီ American အစိုးရရဲ့ရေရှည်အတွက်ပေါ့နော်ဒါရေရှည်လားလာအတွက်စိုးရိမ်စာဖြစ်နေတဲ့အတွက်ကြောင့်ဒါကလည်း American အစိုးရလက်ရှိကြုံနေရတဲ့ပြဿနာတစ်ခုပေါ့လေနောက်တစ်ခုကျွန်တော်ပြည်သူတွေကြုံနေရတဲ့ပြဿနာတစ်ခုကပါလေဆိုရင်ကျွန်တော်တို့ကဒီအတူနှုန်းမြင့်မားလာတဲ့ဒီအတူနှုန်းကိုခါးစည်းလာတာ2နှစ်ကျော်လာပြီပေါ့နော်2နှစ်ရှိလာတဲ့အတွက်ကြောင့်2000လွန်ခဲ့တဲ့2နှစ်မှာအိမ်တွေကားတွေဒီငွေတွေအများကြီးလုံးတွေချီးထားပြီးမှဆိုရဒီဘန်လီစီကလုံးတွေချီးထားပြီးမှအတူနှုန်းဟာပုံမှန်တိုင်းဆိုရင်အတူနှုန်းဟာတစ်နှစ်ကျော်2နှစ်ဆိုပုံမှန်သူ့ရဲ့ငကိုအတိုင်းပြန်ဖြစ်ထားရှိရပါတော့ history ဒီတမိုင်းကိုကျွန်တော်လေ့လာချိန်မယ်ဆိုရင်တို့တော့လေအခုချိန်ကအမေရိကန်အစိုးရထားပါတော့ကျွန်တော်တို့အမေရိကန်ပြည်သူတွေဟာဒီမြင့်မားနေတဲ့အ
အတူနှုံးကရေရှည်သွားမယ်ဆိုရင်ပေါ့နော်ကျွန်တော်ရဲ့စီးပွားရေးကိုလည်းကျွန်တော်ထိခိုက်လာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အတူနှုံးများနေတဲ့အခါကျရင်စီးပွားရေးသမားတွေပြင် small business တွေကျွန်တော်တို့အားလုံးပေါ့နော်အမေရိကန်ပြည်သူတွေဟာအိမ်ဝယ်မယ်စီးပွားရေးလုပ်မယ်ဟိုဘန်ဒီမှာပတ်စံချီးပြီးအိမ်ဝယ်မယ်စီးပွားရေးလုပ်မယ်ဆိုရင်ဒါလုံးဝအတူမျိုးများအတူနှုံးအများများတဲ့အတွက်ကြောင့်ဒါအခက်အခဲတစ်ခုဖြစ်စေပါတယ်။ဆိုတဲ့အခါကျတော့ဒီbusiness ပေါ့နော်ဒီအမေရိကရဲ့စီးပွားရေးကို stimulate ဖြစ်ဖို့အတွက်ဒါကိုဘယ်လိုပြောမလဲစီးပွားရေးကောင်းဖို့အတွက်ပေါ့နော်ဒါဟိုစီးပွားရေးတွေအမြန်ခုနပြောလို့ပဲဟိုအမြန်သွားဖို့ရန်အတွက်ပေါ့နော်စီးပွားရေးလေပတ်ဖို့ရန်အတွက်ဒီငွေအတူနှုံးဟာကျွန်တော်ပြည်သူတွေအတွက်လည်းအခက်အခဲတစ်ခုဖြစ်စေပါတယ်။နောက်ပြီးလွန်ခဲ့တဲ့ကျွန်တော်ပြောလို့လွန်ခဲ့တဲ့နှစ်ကျော်မှာအိမ်ဝယ်ထားတဲ့လူတွေကျွန်တော်ဒီပန်ဒီစီကပတ်စံချီထားတဲ့လူဟာအခုချိန်မှာကျွန်တော်တို့ဟာဒီအတူနှုံးကိုပဲကျွန်တော်ပေးနေရတဲ့အတွက်ကြောင့်ပေါ့နော်။ဥပမာကျွန်တော်တို့ဒီ6.3ဒီတော့6ရာခိုင်နှုန်းထက်ဝေထားတဲ့လူတွေဟာကျွန်တော်တို့ West Coast မှာဆိုရင်ကျွန်တော်တို့တစ်နှစ်ကိုဒီအတူနှုံးတက်ပဲပေါ့နော်အိမ်အတွက်အတူနှုံးတက်ပဲ3000နီးပါးလောက်ပေးရပါတယ်အမေရိကန်ဒေါ်လာ3000ဆိုတာအခြေခံအပြင်တာမန်လူတယောက်ရဲ့ဝင်ငွေလောက်ရှိတယ်တစ်နှစ်စာဝင်ငွေလောက်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ဟာလက်ရှိမှာဒီကြီးမားတဲ့အတူနှုံးပေါ့နော်မြင့်မားတဲ့အတူနှုံးတွေကိုအများကြီးခါးစည်းခံနေရတဲ့နေသားတစ်ခုလည်းကျွန်တော်အမေရိကန်ပြည်သူတွေမှာခံစားနေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြည်သူတွေအားလုံးရဲ့မျှော်လင့်ချက်ကတော့အခုနကျွန်တော်ပြောလို့အတူနှုံးကြားတဲ့ခါကျရင်ကျွန်တော် refinance လုပ်မယ်ပေါ့လေ refinance လုပ်ပြီးမှကျွန်တော်ရဲ့အတူနှုံးကို short ချတဲ့ခါကျရင်ကျွန်တော်အခုနပြောတဲ့ဘဏ်တွေကိုပေးနေရတဲ့ငွေကြေးတွေတဝက်လောက်ကျွန်တော်တက်တာသွားတဲ့ခါကျရင်လည်းကျွန်တော်တစ်ပင်နေရာမှာကျွန်တော်ဟိုအများကြီးဒီငွေကြေးတွေကိုအသုံးချလို့ရတယ်ဒါပေမဲ့တို့တော့လက်ရှိမှာကျွန်တော်ဒီအတူနှုံးများစွာကိုကျွန်တော်ပေးနေရတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့မှာနလန်မထူဖြစ်နေရတဲ့အနေအထားတစ်ခုကိုလည်းကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်အတူနှုံးကိုစောင့်နေတဲ့မိတ်ဆွေရဲ့အတွက်ပေါ့နော်တော့စိတ်မကောင်းပါဘူးကျွန်တော်ဒီ2025မှာတော့အရင်ထူးထူးခြားခြားဖြစ်လာမယ်လို့မထင်ဘူးတို့တော့ Federal Reserve က2025မှာ American ဘဏ်ကတော့2025မှာအတူနှုံးကိုသူ2ကြိမ် short ချမယ်လို့တော့ပြောတယ်ဒါပေမဲ့ July ဒီနောက်ပိုင်းမှာဖြစ်လာမယ်ဆိုတာတော့ကျွန်တော်ပြန်လေးစောင့်ကြည့်ရမှာဖြစ်ပါတယ်အစောကပြောလို့ပေါ့နော်အစိုးရကလည်းတစ်ဖက်မှာငွေများစွာချီးနေရအောင်မယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် American အစိုးရရဲ့အနေထားလည်းအခက်အခဲတစ်ခုဖြစ်နေပါတယ်ပြီးရင်လည်းကျွန်တော်တို့ American ပြည်သူတွေပေါ့နော်တတိထားမယ့်အချက်ကတော့အစောကကျွန်တော်ပြောလို့ပဲကျွန်တော်တို့36 trillion ကနေအခုနောက်ထပ်2 trillion ထပ်အပ်ပြီးကျွန်တော်တို့ဟာ40 trillion ကျော်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ရှာသမျှငွေကြေးတွေအားလုံးဟာဒီအတူနှုံးပုံမှာပဲဖြစ်နေမှာစိုးရင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအကြောင်းကိုကျွန်တော် Elon Musk လည်းပြောခဲ့ပူပါတယ်ကျွန်တော်လည်းဒီဟာကိုအရန်စိုးရင်ပါတယ်ကျွန်တော်ခုနပြောလို့ပဲဒီငွေကြေးတွေဟာအင်မတန်များပါတယ်900 billion ဆိုတာနောက်ထပ်ချီးပြီးကျွန်တော်တို့40ခုနပြောလို့ပဲအကျွေးဟာ40 trillion လောက်ဖြစ်သွားတဲ့အခါကျရင်အဲ့40 trillion ရဲ့အတူနှုံးကိုကျွန်တော်စဉ်းစားကြည့်ကျွန်တော်ရင်သက်မအေးဖြစ်နေရပါတယ်ဆိုတော့အဲ့ပတ်စံတွေအများကြီးပေါ့နော်ဆိုတော့လက်ရှိမှာလဲ Trump ကသူကတစ်ဖက်မှာသူဒီ medical ငွေကြေးတွေပေါ့နော်တချို့ဒီ social service နေနဲ့ပတ်သက်တဲ့ငွေကြေးတွေကိုဖျက်တောက်လိုက်ပေမဲ့သူတို့ရဲ့ agenda တခြား agenda တွေမှာပေါ့နော်သူတို့ပြန်သုံးတဲ့အတွက်ကြောင့်ငွေကြေးကတော့ဒီမှာအသုံးစိတ်ကလည်းလုံးဝမလျှော့ပါဘူးမလျှော့တဲ့အတွက်ကြောင့်ပေါ့နော်ဒီအကြောင်းတွေလည်းကျွန်တော်အားလုံးဒီ facts တွေမှာရှိပါတယ်ကျွန်တော်ဒီຢာတွေကြောင့်ပဲကျွန်တော်တို့ကဒီလက်ရှိဒီ budget မှာလည်းကျွန်တော်တို့ American အစိုးရဟာ budget လျှော့မဲ့အနေထားတိတ်မရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်ရေရှည်အတွက်စိုးရင်တဲ့အတွက်ကြောင့်ကျွန်တော် American ရဲ့ credit ဟာကျွန်တော်တို့ downgrade လုပ်ခံရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခုနပြောလို့ပဲလက်ရှိအစိုးရရဲ့ budget နံချက်ဖြစ်တဲ့အနေထားရဲ့ဒီအတူလုံးကြောင့်ကျွန်တော်တို့ American ပြည်သူတွေဘယ်လို budget နံချက်ဖြစ်နေတယ်ဘယ်လိုရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်းလေးတွေကိုအနေငယ်ကျွန်တော်ပြောပြခြင်းဖို့တော့ဝင်မြပေးခြင်းဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ကြတော့ပေါ့